이 치마이마 코네제 명이 그바로사야게 니친다단 그거에 그바로사야게 니치미타야 시즌마 그러나 봐게 말해အဲ့ဒါကဒီနောက်ပိုင်းမှာအသေးလုံးတင်တာတစ်ခုလည်းပဲနည်းနည်းရမှာကျွန်တော်ရှင်းပါတယ်ပြီးတဲ့အခါမှာဒီကရင်ကြီးရွာလူဖြစ်တဲ့ဖွင့်မှုကြီးရွာနဲ့နက်ကကြီးရွာတော့ခဲ့ပါတယ်အဲ့ဒီအခါမှာဒီတင်တော့ကျွန်တော်အနေနဲ့ညာနဲ့ရောက်ရှိတဲ့အတွက်သူပဲကျေးဇူးတင်ပါတယ်ဒီကျွန်တော်ကိုဒီချမ်းကျဲတွေနဲ့ဒီချင်းတွေပါတယ်ရွေးပေးတဲ့ဆရာဟိုပုဂ္ဂိုလ်တွေကျေးဇူးတင်တယ်မာမီတော့မရှိပါဘူးသူရေးပြတာကဘုံမကန်တဲ့အတွက်ကျွန်တော်သူ့ပဲကျေးဇူးတင်ပါတယ်တန်ရှင်းတော်ပြီးတော့ဘုရားသခင်ဒီကဘာမှာကြွလာတာနှစ်ပေါင်း2000ကျော်တော့ကျွန်တော်တို့ခုနကြားတဲ့အတိုင်းပါပဲဆရာကြီးဒေါက်တာကျော်သားနဲ့ပြောပါတယ်ဒီပေတေကုတ်တီနေ့ဆိုတော့ Pentecost Sunday ဆိုတာအတင်းတော်များဝေးပွားရနေ့တနေ့လို့ပြောပါတယ်ဒါမှန်ပါတယ်တန်ရှင်းတော်ပြီးတော့ဘုရားသခင်ကြွလာတဲ့အကြောင်းရင်းကတော့ SD comforted ကျွန်တော်တို့ကိုနှစ်သိမ့်ဖို့ကြည်ကွဲဝမ်းနည်းစိတ်ဓာတ်ကြနေတဲ့သူများယုံကြည်သူများကိုနှစ်သိမ့်ဖို့ရတဲ့ဝိညာဉ်တော်တရားသခင်ကြွလာခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့သခင်ယေရှုခရစ်တော်ဘုန်းတော်ထင်ရှားဖို့ရတဲ့ကြွလာပါတယ်ကျွန်တော်တို့ဘုန်းထင်ရှားဖို့ပါကျွန်တော်တို့ခတ်တလေခရိယာများကသူကြီးစုများရရှိတဲ့အခါမှာကိုဘုန်းပဲပဲကိုသက်ရှင်ကြတာပါဝါကြွားဖို့ရတဲ့ဘုန်းပါခရစ်တော်ဘုရားဘုန်းတော်ထင်ရှားဖို့ကြွလာခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့အပြစ်ကိုပေါ်ပြရန်တမန်တရားအလုံးတို့ကိုပို့ဆောင်ရန်တုံးတင်ရန်တရားစီခြင်းအတွက်သာရှိတော်မူသောဘုရားကြွလာခြင်းဖြစ်ပါတယ်ဒီအကြောင်းအရာများကိုရှင်ယောဟန်16မှာဖတ်ရှုနိုင်ပါတယ်ဘုန်းတော်ထင်ရှားဖို့ကြွလာတဲ့ဘုန်းပါကျွန်တော်အီဂျစ်နိုင်ငံမှာရောက်တဲ့အခါမှာဆာမန်ဆိုတဲ့ပုဂ္ဂိုလ်ရောက်ကြောင်းတယ်နဲ့ပြောပြချင်အဲ့ဒီပုဂ္ဂိုလ်ကဘုရားနိုင်ငံသူ့ကိုအောဝေရသုံးခဲ့တောင်ကြီးတစ်လုံးရွှေ့ဖို့ရတဲ့ခိုင်ရိုမြို့ဘေးနားမှာတောင်တစ်လုံးရွှေ့ခဲ့တောင်ဆိုတော့ဘယ်တော့မှရွှေ့တာကျွန်တော်မကြောက်ဘူးဒါပေမဲ့ကျွန်တော်အီဂျစ်နိုင်ငံဟာဟိုတော့ဟောကြားရတဲ့ဖတ်ကြည့်တဲ့အခါမှာအောဝေရနဲ့ပြည်ခဏတွေညပြပြည့်တဲ့နိုင်ငံဖြစ်ပါတယ်အခုချက်ချင်းလည်းဖြစ်နေပါတယ်လွန်ခဲ့တဲ့ AD 989မှာဆိုလို့ရှိရင်ဒီမွတ်စလင်အုပ်ချုပ်တရားရဲ့ရှေ့မှာခရိယန်ကောင်းဆောင်များနဲ့ကျွန်တော်ဒီယူရဘာသာကောင်းဆောင်များဆွေးနွေးတိုင်တဲ့အခါမှာယူရဘာသာဝင်ကောင်းဆောင်တွေကပြောတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခရိယန်ကြားထဲမှာဘယ်လိုပြောလဲဆိုလို့ရှိရင်တောင်ကိုရွှေ့နိုင်တယ်လို့ယုံကြည်ခြင်းရှိရင်တောင်ကိုရွှေ့နိုင်တယ်ဆိုတာမှန်သလားခရိယာကောင်းဆောင်တွေကလည်းဝန်ခံကြပါမှန်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်ကိုချုပ်တဲ့မွတ်စလင်ဘယ်ကပါပြောလို့ဆိုလို့ရှိရင်ကာယရိုဘေးနားမှာရှိတဲ့တောင်အဲဒီတောင်နာမည်ကျွန်တော်လည်းမေးအဲဒီတောင်ကိုဘယ်လိုရွှေ့နိုင်ရမရွှေ့နိုင်ဘူးဆိုလို့ရှိရင်ပထမတစ်ချက်ဘယ်လိုအားလုံးကမွတ်စလင်ဖြစ်ရဘယ်လိုကြားတာမှမဟုတ်ဘူးဒုတိယတစ်ချက်ဘယ်လိုအားလုံးကဒီနိုင်ငံမှာနေလို့မရတော့ဘူးအီဂျစ်နိုင်ငံအပြည့်မှာဘယ်လိုထွက်သွားတယ်လဲဒါတရားတစ်ချက်ကတော့ဘယ်လိုထွက်ချင်လို့ဆိုလို့ရှိရင်အားလုံးကဘယ်လိုဒီမှာကြံခဲ့မှလို့ရှိရင်ဒုက္ခဆင်းရဲခြင်းတပ်ဖြတ်ခြင်းရင်းဆဲခြင်းခံရမယ်တော့ရွေးရမယ်ဘုရားကောင်းတော်များအစရှောင်ဆူတောင်းတဲ့ကံမှာသူသုံးရက်အစရှောင်ပါပြတောင်းပါလေယုံကြည်သူအားလုံးကလည်းပဲတော်တော်ရပြီးတော့ဆူတောင်းတဲ့ကံမှာ3ရက်မြောက်သောနေ့မှာရတဲ့ခင်ကသူ့ကိုပြတယ်ဆံမန်းဆိုတဲ့ပုဂ္ဂိုလ်သွားရှာပါအဲဒီပုဂ္ဂိုလ်သွားရှာလို့ရှိရင်သူစတောင်းရင်တောင်းရွှေ့တယ်ဆံမန်းဆိုတဲ့ပုဂ္ဂိုလ်ကမြန်သွားရှာတဲ့အခါမှာသူကမြန်လို့ပဲရှိတယ်သူကဖဏချုပ်သမားပဲဖဏချုပ်သမားစီးရဲဆရာကြီးကသူပြောတယ်သူစတောင်းရမယ်ပြောတဲ့အခါကျွန်တော်မရောက်ဆရာကြီးကပြစ်သားပဲကျွန်တော်မပြစ်လို့ဆိုတော့ပြောပြပါတယ်စီးရဲပါတယ်ကျွန်တော်ပညာမတတ်ဘူးဘုံတရားတကယ်မျိုးရွေးကောက်တယ်ဒီပုဂ္ဂိုလ်ကဘာလို့ကျွန်တော်ပဲရှိလဲဆိုလို့ရှိရင်သူခဏလေးပါလေချုပ်တဲ့အခါမှာတနေ့ကျတော့ထုံးပေါ်ကျုံမောလာပါလေမြို့သမီးတယောက်လာပြီးတော့သူရှိမှလာပြီးတော့ခဏချုပ်တဲ့အခါမှာသူကစိတ်ထဲမှာပြစ်ပါတယ်အဲဒီကပြစ်တော့စကားကိုနားထောင်တယ်ညတော့ကြားတော့မျက်လုံးတစ်ဖက်ကတင်လို့ကိုပြင်မမယ်ဆိုလို့ရှိရင်အဲမျက်လုံးဖောက်ထုတ်လိုက်ပါ
ငရဲထဲမှာမင်းတို့ကောင်းကင်နိုင်ငံထဲမှာမင်းတို့တစ်ဖက်နဲ့ဝင်တာတဲ့ငရဲထဲမှာမင်းတို့နှစ်ဖက်အစုံဝင်တာဘူးတော့ကောင်းပါတယ်ဆိုတော့မင်းတို့ဖောက်လို့ပဲအဲကောင်မလေးကတော့တွေ့ရတယ်ပေါ့ထက်ပြရတယ်တွေ့ပါအများကြီးတော့ထက်ပြအဲဒီဘုရားကဆူတောင်းတယ်သူတို့ဆူတောင်းတဲ့ကမှာခရိယာအများကြီးပေါ်ကြတဲ့တောင်ချီမှာပေါ်လာမှုစမင်းတွေယူရာလူမျိုးတွေပဲလာရအောင်ခရိယာနဲ့ဆူတောင်းတဲ့ကမှာဆာမဆိုတဲ့ဘုရားတော့ဆရာကြီးကျွန်တော်တော့မနေပဲဒီများကျွန်တော်ဆူတောင်းတယ်ဆိုတာမသိစေပါနဲ့ကျွန်တော်တော့မနေပဲသူဆူတောင်းတဲ့ကမှာမြင်ငလင်ကြည့်ကြလို့တယ်လို့တော့တောင်ကြီးကဒါလည်းကြောက်တက်လာလို့ပဲစစ်အဲ့လိုစစ်တော့ကထားဆိုတော့တော့ကထားလို့တယ်အဲ့လိုရွှေ့တာသုံးမိုင်ကြီးပါတောင်မှာရွှေ့သွားတယ်အဲ့ဒီနေရာကျွန်တော်ရောက်တဲ့အခါမှာကြားကြောင်း6လုံးရဆောက်တော့ကျွန်တော်တွေ့အဲ့တဝဲမှာခရိယန်ဒီကိုယ်တော်ဒီမှာရှိလို့တော့ပါအဲ့ဒီလူမျိုးတစ်ဖွဲ့ကကျွန်တော်အပြပါတယ်ကျွန်တော်တို့ကြည့်ရတယ်အောင်းရတယ်ကောင်းပါစေအဲ့ဒီဆာမကအဲ့ဒီဖြစ်ပြတော့ပြီးတဲ့နောက်ပိုင်းမှာဆာမကိုအဲ့ဒီမျိုးတွေမှာကျွန်တော်တွေ့ရတယ်ဟိုးတဲ့ကြရတဲ့မှာပဲတွန်းနေပြီးတော့အမှပဲစတာချစ်တောင်းမှာပဲဘယ်လိုအဲ့ဒီနေကစားလို့ခါမှမတွေ့ရဘူးဒီကဘုံတော့ရှားပါတယ်သူကတော့သူဘုံချရှားလို့လည်းလုပ်ပါပေတီကုတ်ကြီးနေဆိုတာကျွန်တော်တို့ပြန်တော့ကြည့်မှဆိုလို့ရှိရင်မနေ့ကလူကြီးစီးပြီးမှလာတဲ့ဘုံလေးဆရာမဘောလာတယ်ချိုးပေါင်းနေပါတယ်ပေတီကုတ်ကြီးPentecost Sunday background တော့ကြောင့်ရဆိုလို့လည်းပြန်ကြည့်မှဆိုလို့ရှိရင်ယူဒလူမျိုးတွေဣသရေလလူမျိုးတွေပတ်သက်ခါပွဲ Passover feast ကျင်းပပြီးနောက်ပိုင်းမှာခုနပတ်လုံးမှာကျင်းပတဲ့ပွဲဖြစ်ပါတယ်ခုနပတ်ဆိုတော့49ရက်ပြီးရတယ်လာတဲ့ Sunday ပထမ Sunday ဒီနေ့ကနေမှာအများနဲ့ကြောက်အဲ့တော့ Pentecost ဆိုတာအများနဲ့ Sunday မှာကြောက်အဲ့ဒီမှာသူကျင်းပပါတယ်ဘာပဲကျင်းပတယ်လဲဆိုလို့ရှိရင်ကောက်သိန်းချိန်ဖြစ်ပါဒါပြောလို့ဆိုလို့ရှိရင် Feast of Harvest ကောက်သိန်းချိန်ဖြစ်တယ်ကောက်သစ္စာပဲလည်းဖြစ်ပါတယ်ဦးဒီယူလာကြတယ်သူတို့ချင်းမကြပါတယ်ဘုံတော်ချင်းမတဲ့ပွဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ Pilgrimage Festival လို့ခေါ်ပါတယ်ဒါဘုရားပွဲတော်လူတွေအများကြီးရောက်လာကြတယ်ဈေးရောက်တဲ့လူတွေလာကြတယ်ကျေးဇူးတော်ချီးမွမ်းတဲ့လူလာကြတယ်ဘုရားပွဲတော်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဝတ္တခပွဲတော်ကိုသုတ်တာဒီပွဲတော်နေလည်းဖြစ်ပါတယ်ဝတ္တခပွဲတော်ကျင်းပလိုက်တာသုတ်တာပွဲရတယ် Pentecost မှာသုတ်တာကြပါတယ်နောက်တစ်ခုကတော့ the birthday of the Torah ကျမ်းစာရဲ့ဝိညာဉ်တွေလည်းပြောပါတယ်ဒီကနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ the birthday of Christian churches လည်းပြောလို့ရှိရင်မပါဘူး။ဒါရှိလို့ပြီးတော့ဘုရားတကယ်စင်တဲ့ကြောလာပြီးနောက်ပိုင်းမှာခရိယာပြည်ကိုအဆုကျေးဇူးတွေပေးပါတယ်။ကျွန်တော်ဒီမှာထိုင်နေတဲ့ဒီဘဝတော်မှာအားလုံးဒါရှိလို့ပြီးတော့ဘုရားတကယ်ဒီတဲ့ဆုကျေးဇူးမရတဲ့လူတရားမှမရှိပါဘူး။တစ်ခုကတော့အနည်းဆုံးရရှိနေဖြစ်ပါတယ်။အော်ဒီဘုရားဆလာခိုင်းစနေယောဂခိုင်းစနေဒီပဲခိုင်းလေးကစတဲ့စနေဘာကြီးမဆိုလို့ရှိရင်ဘာရှိလို့မင်းတို့ဘုရားတကယ်ဆုကျေးဇူးများကိုပြည့်ပြပါတယ်။ဒီချို့သောသူများကိုတမန်တော်အနေနဲ့ဘုရားတကယ်ပေးပါတယ်။ဒီချို့ကပရောဖက်ဒီချို့ကဆရာအရာဆိုတော့ကျမ်းစာကျောင်းမှာတင်တဲ့ဆရာတွေဖြစ်နေတယ်။ Bible study မှာပြည့်ဆရာတွေဖြစ်နေတယ်။သူတွေဆုံးမအော်ရပြည့်ဆရာတွေ။ဒီချို့ကသေအောင်ဆရာ pastors များ bishop လည်းပါပါဘူး။နောက်တော့ဧဝံဂေလိဆရာများဧဝံဂေလိတရားဟောပြောတဲ့ဆရာတွေနောက်တော့အုပ်ချုပ်သူများ administrators တွေဒီလိုကတော့ဉာဏ်ပညာစကားကိုပြောနေတော့သူများရေးနေတော့သူများတချို့လူတွေစာရေးတယ်ဉာဏ်ပညာစကားကျွန်တော်တို့နည်းနည်းနားမလည်တဲ့အားတွေကိုရေးမှဆိုရင်ကျွန်တော်ပြောတဲ့အခါမှာကျွန်တော်ရရှင်းသွားတယ်အဲ့ဒီကိုယ်တွေလည်းရှိပါတယ်။အသိပညာစကားနောက်တော့ယုံကြည်ခြင်းအခုအနာရောဂါကိုငြိမ်းစေခြင်းများဒါဝိညာဉ်တော်ရဲ့ကျေးဇူးတွေဖြစ်ပါတယ်။တော့နမိတ်လက္ခဏာပေါ်ပြခြင်းအောက်ဘက်နမိတ်လက္ခဏာပေါ်ပြတော့လည်းသူများလည်းရှိပါတယ်။ဝိညာဉ်များကိုပိုင်းခြားနိုင်ခြင်းဒီဝိညာဉ်ကတော်ရှိသောဝိညာဉ်တော်ဆရာတာလားမိစ္ဆာပရောဖက်မိစ္ဆာဝိညာဉ်ဆရာလာလားဆိုတော့လည်းပိုင်းခြားနေတော့ပုဂ္ဂိုလ်များရှိပါတယ်။အခြားသောဘာသာစကားပြောခြင်း
speaking in other terms speaking in terms လို့ခေါ်ပါတယ်ပြီးတော့အဲ့ဒီဘာသာစကားကိုအတိတ်ပဲဖွင့်နေတော့သူများအစီကံကိုထမ်းခြင်း service သူတို့တွေအတင်းတော်နဲ့ပါအခြေခံကိုထမ်းခြင်းပေါ့အစီကံကိုထမ်းခြင်းကျွန်တော်တို့ကအတင်းတော်မှာဒီဥစ္စာတွေကမှာဘိုးဘီကူကြောင့်ပါတစ်ချိန်လုံးဥဆောင်နေရတဲ့တော်ကြီးရောက်ရှိတယ်တော့ကျွန်တော်ပြောတယ်ဆရာကျွန်တော်မှာဒီသူကြီးစုရထားတဲ့ချိန်တယ်ဒါပေမဲ့ကျွန်တော်မချင်တာများရှိကိုရောက်လာတဲ့အခါမှာလည်းထောက်ပြလာတဲ့အခါမှာတော့ရတော့ပြောင်းပြောင်းကိုသိရတယ်ကျွန်တော်ကြတော့ဘိုးဘီကူကြောင့်လည်းမှာခါရပါအမှတော့များနေကြည့်ရတော့စိတ်ကောင်းကျွန်တော်ကြတော့ဘူးစားရဘူးတို့ကြတဲ့ဘုရားသခင်ဆုကျေးဇူးပြုပြပါတယ်အစီအကံကိုထမ်းခြင်းတော့တိုက်တွန်းလို့ဆိုသူများပိကံဆုကျေးသူများတနာကျင်လာလို့သူများစီမကုတ်တဲ့သူများစသဖြင့်ပေါ့လေဒီဆုကျေးဇူးများကိုကျွန်တော်တို့တည်တည်ရရှိကြမှာဖြစ်ပါတယ်ယုံကြည်သူတိုင်းနဲ့ဆုပြုရတော့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ကဒီဆုကျေးဇူးတွေကိုကျွန်တော်များများသိမရဘူးများတဲ့ချင်းဆိုတာတဲ့တိကျတဲ့အားတွေပါတယ်ကျွန်တော်မရဘူး။ဒါကြောင့်ကျွန်တော်တို့ထားဆောင်တဲ့အခါမှာဆရာတော်ကကျွန်တော်ကိုပြောလို့ဆိုလို့ရှိရင်ဒီဆရာကတချင်းလည်းမဆိုနိုင်ဘူးဒီတာတွေလည်းမကြည့်နိုင်ဘူးဒါလည်းမလုပ်နိုင်ဘူးဘာလို့သုံးလို့ရမှာလဲ။ဘယ်လိုသုံးလို့လဲကျွန်တော်ကြားတဲ့အခါမှာကျွန်တော်စိတ်ကောင်းလည်းအားငယ်တော့သူပြောတယ်မှန်ကျွန်တော်တို့ရဲ့တော့ဆောင်တဲ့အခါမှာတချင်းတင်ပြတဲ့အခါမှာကျွန်တော်ကိုယ်တိုင်ဒီတာပြီးတော့စနေနေ့ပြီးတော့တချင်းမတင်ပြတဲ့အခါကျတော့ကျွန်တော်ကက်ဆက်ပြီးကျွန်တော်ပြင်ကက်ဆက်ပြီးတော့နောက်တော့တခေါက်တော့နောက်ရပြီလားရပြီဆိုရင်ဒီတိုင်းဆိုအဲ့လိုပဲတော့ကျွန်တော်လည်းပြည့်စရာကကျွန်တော်မကြိုက်တော့ပဲကျွန်တော်တတ်နိုင်တယ်ကျွန်တော်မကောင်းကြောင်းနဲ့လိုက်ပြောကျွန်တော်လည်းမကောင်းကြောင်းနဲ့လိုက်ပြောတော့ဘုရားဆောင်မှာလည်းကမှဒီလိုပဲကိုယ်ကတော့မမြင်သူလည်းကောင်းနေမှာပေါ့အမှန်တကယ်ကြတော့ကျွန်တော်ကိုချမ်းသာတဲ့ခိုင်းလူငယ်တွေလို့ခေါ်လဲဆိုတော့ဘယ်ကကြည့်ပဲဘယ်တော့သူငယ်တွေအစားအစာနဲ့ဆွေးနွေးရတယ်ဆိုတော့ဒါနဲ့ငယ်ပြားကြီးလာကြောက်ကြောက်မှအပြည့်ပဲအဲ့ဒါကျွန်တော်ချမ်းသာတဲ့ခိုင်းတော့ဟောတော့မှတယ်ကျွန်တော်ချမ်းသာတဲ့တဲ့ကကြတော့ဘာနာတော့ဆင်းလာတဲ့ကပုစစ်မြင်ကျန်တဲ့တော့သူဒီနောက်ပဲဆိုရင်ကျန်တဲ့ကအဲ့ဒါလည်းတော့ကျွန်တော်တို့ဘုရားသခင်ကတယောက်တစ်မျိုးစုကျေးဇူးပေးပါတယ်ကျွန်တော်တို့ကပြိုင်မှုမဟုတ်ပြန်ပြောက်ပြဆိုင်မှုမဟုတ်ဟွာကြောက်လို့မဟုတ်သူများအထင်သေးလို့မဟုတ်အချို့လူတွေ speaking in term ပြောကြတယ်ကျွန်တော်မပြောနိုင်ရတယ်ဘယ်တော့မှမကောင်းစုကျေးဇူးဆိုတာလည်းတော့ရတယ်မလို့ရတယ်ကပေးပါပဲဒါကျန်တဲ့မှာလည်းရှိပါတယ် speaking in terms နော်ဒါတွေပြောတာကျွန်တော် speaking in terms ပြောတဲ့တော့ဒီပြောတဲ့ကျွန်တော်သူနေဘူးလေပြောရတော့နားမကြည့်ရတာပါနားမလဲဘာပြောမှမသိဘူးကျွန်တော်ပြောတယ်မင်းကခရစ်တော်ကြောင့်ဘာလို့ပြောတယ်ဒီကခရစ်တော်ကြောင့်ရှိတာပြောတယ်ဒါမျိုးဝိညာဉ်တော်မရသေးဘူးတော့ဒီဝိညာဉ်တော်ကခရစ်တော်ယုံကြည်လို့ရတာပဲကိုယ်ကိုယ်တော်မှာတော့ခိုင်းသုံးနဲ့16မှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုခန္ဓာဘုရားသခင်ဗိမာန်တော်ဖြစ်တယ်ခရစ်တော်ယုံကြည်သောသူတိုင်းဟာဗိမာန်တော်ထဲထဲမှာဝိညာဉ်တော်တော်ကျင့်ဖို့တယ်ကျွန်တော်တို့ပြောတယ်ကျွန်တော်ယုံကြည်တယ်အခြားသောဘာသာစကားပြောဖို့ဝိညာဉ်တော်နဲ့ပြောရတော့တာရှိတော့ဝိညာဉ်တော်ဘုရားသခင်ဒီမှာရှိပါတယ်ကျွန်တော်တို့ဘုရားသခင်ပြည့်စုံခြင်းကမတူတာပဲရှိပါတယ်တယောက်နဲ့တယောက်ပုတ်ချဖို့လည်းမလိုပါဘူးတယောက်နဲ့တယောက်သင်သေးဖို့လည်းမလိုပါဘူးသင်တော်တိုးပါဖို့ရတယ်အမှုစုပေါင်းလို့လို့ဆောင်လို့ဖြစ်ပါတယ်ဆရာကြီးဂျေရီဂယ်ကဘာပြောလဲဆိုလို့ရှိရင် we are not to compete but to cooperate ကျွန်တော်တို့အတရားနဲ့တယောက်ကန့်ဆိုင်ဖို့လက်ခွဲလို့ဆောင်လို့ပဲဖြစ်ပါတယ်ဒီစကားကိုကျွန်တော်ဆောင်ရပါတယ်တဲ့တော့မှာဝိညာဉ်တော်ဆုကျေးဇူးအသီးသီးရရှိကြမှာဖြစ်ပါတယ်ခရစ်တော်ရဲ့ကိုယ်ခန္ဓာခရစ်တော်ရဲ့အသင်းတော်ကိုဆောက်ရဖြစ်ပါတယ်တော်ရီပြီးတော့ကျွန်တော်ဘုရားဖတ်သွားတဲ့စမှာကျွန်တော်လည်းမဆိုလို့ရှိရင်တမန်တော်ခိုင်းတဲ့ငယ်ရှိဖို့တို့မရှိတော့လည်းရတယ်ပဲတင်တို့ပေါ်တို့တရှိတော့ပြီးတော့ဘုစစ်တဲ့အခါမှာတင်တို့ဒီဘုခါရ၍ယေရုရှလင်မြို့မှာစာရောယူဒာပြည်ရှာလို့မြေကြီးစိုးတိုင်းအောင်အဲ့ဒါတွေကလည်းကြားလိမ့်မယ်တကူခံတ
ကျွန်တော်အကြောင်းပြောမှာဆိုလို့ရှိရင်ကျွန်တော်ကအင်တာရှစ်လို့ပြောပြပါတယ်ဒါကြောက်လို့ပြောပြပါတယ်ကျွန်တော်အားရလို့ပြောပြပါတယ်ကျွန်တော်ဆရာကိုယ်နဲ့ဆရာတဲ့ရအောင်ဆိုလို့ရှိရင်ဒီလိုစီလူငယ်ဒီလိုပဲကျမဆိုရင်ကျွန်တော်အခုကတော့ကျန်လို့ချက်ရပါတယ်အခုကလေးတွေကျန်လာလို့ချက်ရတယ်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ဘောရမှာကျွန်တော်နေတယ်အဲကျန်တဲ့တစ်ချက်ကျွန်တော်သိချင်ချက်ထားတယ်မို့နေတာဘောရမှာလို့ချက်ရကောင်းလာအမေပရိသတ်ရှိမှလည်းရောက်ဒီက600ရှိမှရောက်လာကမှာဒါကလူကချွေးပြန်တယ်ချွေးပြန်လို့ခြေတော့တုံလာတယ်မမြင်တော့ဘာမမြင်တော့အဲ့ဒါမှလည်းချက်လို့မရဘူးအာဒါချစ်ချစ်မမတော့လာတော့ဒီမှာဒီလာလိုက်တာပူတော့ပါတယ်ပါလို့မှအခုပြန်ဆက်လာတော့ဆရာမမိုက်ကောတေအဲ့ဒီမှာမရတော့ဆရာကြောင့်လည်းဒါမှလို့ရှိတယ်သို့တော်ညာလည်းပဲကျွန်တော်ဆက်ရှိနေမှာတော့ဘုရားကျွန်တော်ကိုယ်တိုင်ဘုရားကဒီမှရှင်နေတဲ့ကျွန်တော်ယုံကြည်လက်ခံတဲ့အခါကျွန်တော်တောင်းနေတာအောက်ဆက်ကောင်းတာကျွန်တော်ရံပေါ်မှာဆိုလို့ရှိရင်ရာဇူရံဝိဇ္ဇာတေဝတွေ့တယ်လို့လည်းဒီဘဝတွေ့တယ်လို့ကြားတော့မှာကိုယ်ကိုယ်ပဲရှိတယ်ဘယ်လိုရှိလဲအဲ့ဒီတစ်ပေအောက်မှာကျွန်တော်တို့ပေါ်ရစုကောင်းလို့ဒီကတီးပြီးတော့ဝိဇ္ဇာတွေကရှော့ဝေးတယ်အဲ့ဒီတော့ကြောင်းသားတွေကျွန်တော်အဲ့မှာတရားဟောခဲ့တာဟောတော့များစွာခဲ့ကျွန်တော်တူးရှင်းတဲ့လာတော့တရားဟောတယ်ဘလို့ကျွန်တော်ဟောတယ်လေမြောင်မှာလည်းတရားဟောတယ်မိထောင်မှာလည်းတရားဟောတယ်တေဘုံမှာလည်းတရားဟောတယ်အဲ့ဒါကျွန်တော်ကိုယ့်ကိုယ်ကိုဟောတယ်တင်တော့ပေါ်ကိုသို့တော့မရှိတော့ညာလည်းပဲတင်တော့ဘာမှမဟုတ်တော့ညာလည်းပဲတင်တော့ပေါ်ကိုတရှိတော့ပြီးတော့ကိုစင်းတဲ့အခါမှာတကူကိုခံရပြီးတော့ငါရဲ့တက်တဲ့ခံရပြကြလိုက်တယ်ကျွန်တော်ဟောပြထားပါတယ်ကျွန်တော်တို့ယုံကြည်သူရဲ့တိုင်းစနစ်ထဲမှာခရစ်တော်ဘုရားသခင်ဝိညာဉ်တော်ရှိပါတယ်။သို့တော်ယုံကြည်သူတိုင်းကတော့ဝိညာဉ်တော်ရဲ့အဆုံးအမခံယူဘူး။ Every believers are indwelled by the Holy Spirit, but not every believer are not controlled by the Holy Spirit. အားလုံးကဝိညာဉ်တော်ကိမှုတော်ညာလည်းအားလုံးကဝိညာဉ်တော်အဆုံးအမခံကြပါဘူး။အစိုးရပြည်မှုလိုပါတယ်ဒီသဘောတိုင်းပဲအသက်ရှင်ခြင်းပါလေဆန္ဒအတိုင်းပဲလှုပ်ရှားခြင်းပါလေဒီမှာလည်းအသက်ရှင်လို့ပြီးတော့ဆင်းတဲ့အခါမှာဒီယေရှုတိုင်းအဲဒီတဲ့ခံရပြကြလိမ့်မယ် Saint Francis of Assisi ကဘာပြောလဲဆိုလို့ရှိရင် Preach the gospel always when necessary use words အမြဲတမ်းပဲအဲ့ဒီတရားကိုဟောကြားပါလူအပ်လို့ရှိရင်စကားကိုသုံးပါအများကြီးကျွန်တော်တို့အဲ့ဒီတရားဟောရဆိုကျွန်တော်တို့ကတော့ထင်လာတော့ဒီလိုတရားဟောပဲတော့ပါပြီကျွန်တော်ခရီးရတော့စကားများကျွန်တော်ခရီးရနားမလာပဲအနေနဲ့ဒီမှာတဲ့လူကြီးကိုပြောခြင်းစုပြောခြင်းသူများပြောတော့နားမထောင်ရင်ဒါပေမဲ့ Saint Francis of Assisi ကပြောလို့ဆိုလို့ရှိရင်လူအမှန်တန်ခရစ်တော်ကြောင့်ပြောပါနှုတ်အပ်နှုတ်တော့ပါကျွန်တော်ဆရာပြောရှိတယ်ကျွန်တော်6နှစ်နဲ့ကတော့ science တွေမိတဲ့ဆရာပြောအဲ့ဒီဆရာတဲ့ကြောင့်ပြီးသွားတယ်ကျွန်တော်အရာဝေတိုင်းမှာဆိုရင်အဲ့ဒီနှစ်ထပ်အရာဝေသင်္ဘောတွေရှိတယ်သူကနေရာကောင်းခင်းတာနေရာရဘာလို့မကြောက်ဘူးမိုးတွေတဲ့မှာဘာမှမယုံကြည်ကြောက်ဘူးကြောက်တဲ့သူသားနေတယ်ကြောက်ကလူစုကလေးကြောက်တော့လက်နဲ့ဆွဲရတယ်တက်လာတဲ့အခါကျတော့နေရာမရဘူးမိုးလေးရွာတယ်နေရာမရတော့ဝတ်တနာနဲ့ကျူတနာပြီးတော့ကောင်းကောင်းမခင်းတဲ့နေရာကိုအဲ့ဒီသားအမိကိုပြေးလိုက်သူကြတော့တိုင်ဒီဘုံတော်ပေါ်မှာပတ်စတိတ်ခင်းလိုက်တော့တက်တယ်တော့တက်တယ်ဆရာကတော့ဆရာအဲ့ဒါကိုဘုရားဘာသာဘုရားရေဘာကကြည့်အဲ့ဒါကြည့်တော့သင်္ဘောဖက်တဲ့အခါကျတော့ကျွန်တော်ဆရာကအဲ့လိုခေါ်တယ်။ဟောမင်းကဘယ်တော့မှထိုင်အာဒီလိုမျိုးကျွန်တော်ဘာထိုင်ဘုံဒီမှာလာတယ်။ဘုံတို့ရေးဆိုတော့တရားကျေးအဲ့ဒါတော့ဘယ်တော့မှထိုင်တော့ကောင်းကောင်းဒီကကြီးကခရယာဟုတ်ကဲ့ကျွန်တော်ခရယာအာဘုရားဆိုလို့ရှိရင်ငါထင်တာပဲအဲ့ဒီလိုလုံးမဲ့တော့ခရယာပဲရှိတယ်အစိုးရကလည်းတို့ဆရာကဒါဆိုမင်းကခရစ်တော်ကြောင့်ပြောပြပါဦးမင်းကိုယ်ခရစ်တော်ကြောင့်ဆ
ရာကြီးကျွန်တော်ပုဂ္ဂိုလ်ကြီးကျွန်တော်ပြောတာဘူးဘာမှမသိရတာကျွန်တော်ပြောတာဘူးဒါပေမဲ့ရန်ကုန်ရောက်ရင်တော့ကျွန်တော်သိဖို့ဆရာနဲ့ကျွန်တော်တွေ့ခိုင်းပါဗျာကောင်းတယ်သူရန်ကုန်ရောက်တဲ့အခါကျတော့အဲ့ဒီဘုန်းတော်ကြီးကိုကြားကြောင်းတော့မြန်မာနယ်လာအတော်ခေါ်ပါတယ်အဲ့တော့ဆရာပလေဘောဆိုတဲ့ဒီသိဖို့ဆရာကြီးဆရာပလေဘောကလည်းတွေ့ရတယ်ကလားရုပ်ခဲ့တွေ့ခိုင်းတော့ဆွေးနွေးကြတော့နောက်ပိုင်းအဲ့ဒီဘုန်းကြီးကခရီးပြလာတော့ပြောကြတော့မသိဘူးဒါပေမဲ့ခရစ်တော်ကြောင့်ညာနေတော့ပဲ preach the gospel always when necessary use words ကျွန်တော်တို့ဝိညာဉ်တော်ကိုစိတ်နဲ့ပြောလာတဲ့အခါမှာဒီဘုခံရမယ်ကျွန်တော်တို့ကတကယ်မြောက်တနာပဲဘုရားဟောတဲ့အပြန်လာတဲ့မှာဆိုလို့ရှိရင်အရှင်တော်မြတ်ကိုစိတ်နဲ့ပြောလာတဲ့အခါမှာဝိညာဉ်တော်ရဲ့အဓိကတော့ချစ်ချင်းဝါပြောချင်းတောင်းရခြင်းနဲ့ပါတယ်ကာမဂုဏ်ချုပ်တီးခြင်းဒီခံခြင်းစသဖြင့်ပေါ့ယုံကြည်ခြင်းတို့ကြောက်မှခြင်းတို့ဒါကိုကျွန်တော်ဆက်မှာပြောမှာဖြစ်ပါတယ်ဒါလည်းကျွန်တော်ခရိယာများကအရှင်တော်ကိုကျွန်တော်ပြုတ်သွားတယ်ပြောလို့ဟာလေလုယာတွေကအကြီးကျယ်ပေါ်ရတယ်အမှန်ဟုတ်ပေါ်ရတော့ရှိကျွန်တော်ဖိလစ်ပိုင်မှာကျွန်တော်တက်တဲ့ကမှာကျွန်တော်မြင်ချင်းချမ်းသာကြောင်းကြီးဟောတက်တဲ့ကမှာကိုရီးယားရောက်ရှိအဲ့ဒီကိုရီးယားကစတော့ချွေးပါပြန်ဒီလိုကြောတော့ချင်းကြီးတာစတော့လို့ရှိတဲ့ကတော့အသာတက်ကြရဲ့လက်မှာမြောက်ဟာလူလူရောချကျွန်တော်တို့သူတို့ချင်းကြီးအားဒီကတော့ရစကတ်ကိုပဲဒါမှကျွန်တော်တကယ်ကြီး body ဆိုရှိတယ်တော့တော့နဲကေပေါ့ဆောင်အဲ့ဒီလိုဒီချင်းနဲ့ညတိုင်းနဲ့လိုက်ဖြတ်သွားတယ်ကျွန်တော်ထင်တာကဒီဘာကျွန်တော်ကြောင်းတဲ့ဟုတ်တယ်ဟာလူကတကယ်ကိုတကယ်စက်ကခရီးလည်းကြောင်းမိတာဘယ်ညတိုင်းနဲ့လိုက်ဖြတ်သွားရဆိုတာဘာလို့ပေါ့သူတော့ဘာမှမကြည့်ရောအဲ့လိုတခါတလေအပေါ်ရကြောကိုကျွန်တော်ကတော့မကြည့်ပါဘူးတောင်ကိုရီးယားမှာလာတဲ့ဆရာကြီးဒေါက်တာဆွန်ဂျီဘေးဒေါက်တာဆွန်ဂျီဘေးကကျွန်တော်ပြောတယ်တောင်ကိုရီးယားမှာရရှိခိုးတဲ့လူတွေအထင်ကြီးနေတယ်တောင်မှာတဲကိုစူတောင်းရတယ်ကြီးနေတယ်ဒီလူတွေဝိညာဉ်တော်နဲ့မပြည့်အောင်အပေါ်ရတယ်ကြီးတယ်ဝိညာဉ်တော်နဲ့ပြည့်ဖို့တဲ့လူကတိခံနေချစ်ချင်းမြတ်တာရှိတဲ့တဏှာတနာနဲ့ကောင်းအချင်းမချစ်တဲ့ဒီလူရဒါတွေရှိဘူးကျွန်တော်ပြောတာကိုရီးယားချင်းကြီးပြောတာပေါ့ကျွန်တော်ပြောတာပေါ့ကိုရီးယားချင်းကြီးအဲ့လိုပြောတယ်အဝိညာဉ်တော်စစ်တဲ့ပြောလာတဲ့အခါမှာဒီလိုမဟုတ်ပါဘူးကျွန်တော်ခရိယာတွေကကျွန်တော်ဗာတိရတယ်ဆိုတော့လေးတရားမှာဒီဈေးတဲ့တရားဈေးရောက်တယ်ရှင်းမပြောကြတော့ကြံရောင်းတော့ကြံရမယ်ကြံရောင်းတယ်ကြံရမယ်ဆိုခေါ်တယ်ဘာမှတယောက်ကတော့ပြောင်းမှုရောင်းတယ်အမေပြောင်းမှုရောင်းတဲ့လူကနှခမ်းကွဲတယ်ဟာနှခမ်းကွဲရင်တော့ပြောင်းမှုကမထွက်လာဘူးမရောင်းဘူးပြောင်းမှုပဲဆိုတာပြောင်းမှုရှင်းမပြောကြတော့ကြံရမယ်နောက်ကမရောင်းဘူးပြောင်းဘူးအဲ့ဒါတော့ရောက်တော့လူကြောင့်မရောနာကိုရောက်တာဖြစ်ဒီလိုခရီးရတွေကတော့တော့သူကတော့ကောင်းပါခါရဲခရီးကိုယုံကြည်ပါလို့တော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ချုပ်ခရီးရတက်တာကြတော့ညမဝဲတော့ညမလို့ရင်တော့ဒါကြောင့်လို့မတ်ခွင်းကဘာလို့လဲဆရာကြီးမတ်ခွင်းကခရစ်တော်ကိုယ်တိုင်ဒီကနေ့27ရာစုမှာလာလို့အသက်ရှင်မှာဆိုလို့ရှိရင်ခရိယာတော်မဟုတ်ပါဘူးခရိယာတော်ကြည့်ပြီးတော့ဒါကြောင့် Desmond Tutu ရဲ့စာအုပ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဖတ်တယ် God is not a Christian ဘုရားသခင်ခရိယာမဟုတ်ဘူးခရိယာမဟုတ်ဘူး God is not a Christian အဲ့စာအုပ်ကဖတ်ကြည့်ခရိယာတွေအားနည်းချက်ကိုအများကြီးထုတ်ထားတယ် Desmond Tutu ကဘာပြောလဲဆိုလို့ရှိရင်မျက်နှာဖြူတွေပေါ့အမေရိကန်ကခေါ်လာတော့လည်းဒီမျက်နှာဖြူတဲ့လူတွေကျွန်တော်တို့ကမှကျမ်းစာလာကြည့်တယ်ကျွန်တော်တို့ခရစ်တော်လာကြည့်တယ်ကျွန်တော်တို့စတောင်းခဲ့တယ်ကျွန်တော်တို့စတောင်းကျွန်တော်တို့ကျမ်းစာရပါတယ်ဘုရားကိုရပါတယ်ကျွန်တော်တို့စတောင်းမြတ်စကားကိုရောကျွန်တော်တို့မြည်ကြီးတောက်ပါတယ်သူတို့ကကျွန်တော်တို့ဘုရားပြည့်တယ်ဒါပေမဲ့ကျွန်တော်တို့မြည်ကြီးသူယူပါတယ်အာဖရိကနိုင်ငံမှာဆိုလို့ရှိရင်အခုအမှုရတဲ့ပဲမျက်နှာဖြူအများကြီးမြည်ကြီးတွေကြောက်သွားတယ်အဲ့လိုကအဲ့တော့ကျွန်တော်ခရီးရည်ကိုထားဖို့ဝိညာဉ်တော်နဲ့ပြုတ်ဝတော့တက်တာဘယ်လိုလဲအရှင်ဘုရားကကျွန်တော်တို့ကလည်းလမ်းပြအောင်စရာကောင်းတယ်ကျွန်တော်ကရမုံမှာအင်းကကောင်းမှာကျွန်တော်
ငယ်ကြီးတွေတော့ချိန်ထားတယ်ယောက်ျားလေးငယ်ကြီးမှာပဲသူကချိန်ထားတော့သူကရောက်လာတော့နောက်ကြတယ်ဗျရောက်လာတော့ကျွန်တော်စောင့်တယ်စောင့်နေလူတယောက်ကမရှောက်သွားလိုက်သွားလိုက်ဒီဘာမှမလို့ဘာမှလည်းမကြည့်ဘူးအဲ့ဒါကျွန်တော်အရှောင်းကြီးတော့ကျွန်တော်တို့ကြည့်ဒီလူတော့ပြတ်တော့ကြောက်ကြတယ်တော့ပေါ်တက်သွားဒီစီကအားလာအားပါတယ်ဘာလို့အားလို့ဒီဒီပြောင်းမှခဏတည်းကပြောအောင်လားအဲ့ဒါထောက်လိုက်ရတယ်ဘာလို့ထောက်လိုက်လို့တော့မစရပြောအားရတယ်ပြောပြောဟိုမှာထောက်လိုက်ရတော့မျိုးရှောက်ထောက်လာတော့ခိုင်းတယ်ပြောကျွန်တော်ပြောတဲ့အခါမှာတော့ဘာပြောဆိုတော့ဆရာတို့ဒီမနေ့အဲ့ရကထလာတဲ့မျက်ခုလှုပ်တော့သူ့ချရပြရပါပဲအများနဲ့ပြရတာအော်ကြကျွန်တော်ဖေကအဲ့ဒီကျွန်တော်မိကဘာမှလူဘုရားပါလားကျွန်တော်ကြားရမှာလေကျွန်တော်မိကကျွန်တော်ဘုန်းကြီးကျောင်းပေါ်သွားတယ်ကျွန်တော်ပြကျောင်းပေါ်သွားတယ်ကျွန်တော်ကခုဝယ်မှမသိဘူးအဲ့ဒီဒီကတော့ကျွန်တော်ဖွဲ့ချလို့ရတယ်ကျွန်တော်ပြတော့ပြအောင်ကျွန်တော်ယုံကြည်တယ်ကျွန်တော်လက်ခံပြီလက်စုတောင်းတော့ကျွန်တော်တို့ခေါ်တဲ့ပြတော့ရလို့ရှိရင်ကျွန်တော်ဆောက်တာအဲ့ဒါရတယ်ရတဲ့နေအပြည့်လို့ရှိရင်ရဘူးဒါကြောင့်ပြောတဲ့အခါမှာကျွန်တော်ပြောတယ်ဆရာကျွန်တော်တပတ်ပြည့်ချိန်မှာကျွန်တော်တင်ပြီးလို့ရမှာအရာတော့ဟုတ်ပါတယ်သူပြည့်တဲ့စာတဲ့တော့သွားတဲ့အခါမှာမှန်တယ်ကျွန်တော်မလေးလူတော်များများကျွန်တော်လာပြီးတော့မှပြောတော့ကျွန်တော်တရားဟောတဲ့အခါမှာလက်ခံတဲ့လက်စာပြည့်တဲ့ကျွန်တော်သွားတဲ့အခါမှာဆက်လို့မတွေ့တော့ဘူးဆိုတော့အဲ့လိုကျွန်တော်တို့သိနေတာအဲ့ဒါပါတယ်သူကြောက်တော့မလေးသူကြီးကတော့တော့ရသူနာမည်ဆုံးနေပြီးခေါ်တယ်ဒီကောင်ကတော့ရောက်တော့ကျန်တဲ့ဘေးတဲ့ခါမှာသူ့ဖေလမ်းစဉ်ပေါ်ယူရှင်တိုင်းရောက်အောင်တော့ဒီချင်းနဲ့ခံကြပါတယ်။ဒါဆိုတော့ဒီတော့ဘုရားကိုကြည့်တဲ့အခါမှာကျွန်တော်တို့နားထောင်ပါတက်ပြည့်တော့ပါကျွန်တော်တို့တရှိလို့ပြီးတော့ဘုရားသခင်အမှာတော့ဘောဝိဒတ်ဘုရားသခင်ကျွန်တော်လည်းရှိပါတယ်သူလည်းမိသားရောက်ဖွဲ့ပါသူ့ကိုတိုင်နေမှာဘာလို့လဲကတည်းကကြက်တဲ့ဘာလို့မရတော့ကျွန်တော်ရွာလေးတရွာကျွဲကောင်းလေးဆိုတဲ့ရွာလေးမှာကျွန်တော်သာသနာပြုတဲ့အခါမှာဖလာကူဆိုတဲ့ပုဂ္ဂိုလ်နဲ့သူစီနီကတော့ဗမာလူမျိုးတော်အောင်ရှိပြပါတယ်ဒီမြောက်ကိုကျွန်တော်တို့ဧဝံဂေလိတော်ပြောတယ်သူအိမ်မှာဖြာမရှိဘူးဆိုလို့ရင်ဖြာပေါက်ဝယ်ပြီးတယ်ကျွန်တော်ဒီခေါင်းဘုံဘုံလိုပြောဆိုလို့ရင်ကျွန်တော်ဒိဋ္ဌိဝယ်ပြီးတယ်သူသားလေးတယောက်ကြောင်းနေတဲ့ဘုရားပဲကျွန်တော်စီစဉ်ပေးတယ်ဒီလိုမြတ်တာပြတော်တော့မှာဘာဖြစ်လို့လက်မခံဘူး။ညနေအချင်းခံလာကြတယ်။ပြောဘာမခံ။လေးနဲ့ကြော်ရေးလေးနဲ့ကြော်ရကမှကျွန်တော်ဘုရားတကယ်ကျွန်တော်ပြောဘုရားတကယ်ကျွန်တော်တော့ကုန်ပြီရှင်ကျွန်တော်ပြောကျွန်တော်ပညာလည်းမရှိတော့ကျွန်တော်ဘာလို့ဆက်တော့မသိတော့ဘုရားတကယ်လို့ရောကျွန်တော်အဲ့လိုလက်ပြောက်တဲ့အခါမှာဘုရားတကယ်စတင်လို့လုပ်တယ်။တော့အရှိသူ့ရောက်ကျွန်တော်ရောက်တဲ့အခါမှာနေကောင်းဘူးပဲတော့အရှိကိုယ်အိမ်ကျွန်တော်သွားတယ်။ကိုယ်ကကြောက်တော့စကားလို့ပြောအောင်သူယောက်ျားဘာပြောဆိုရင်ငါယူစုတယ်ငါယူစုတော့ဒီမှာအနေကဘောချားရက်တဲ့အဲ့ဒါကျွန်တော်ကြပြရကျွန်တော်မော်တော်ကလေးစီးနေသူ့ပေါ်လာတယ်သူရကို TBC စေကိုပေါ်တော့ဆရာဘောဘာပြောဆိုရင်မိနစ်30ပဲစောတယ်ဒါလည်းနောက်ကျလို့ရင်တော့သွားပြီးတယ်ဒါကြတဲ့ပြီးပါလေပေါ့ဖဲလို့ဆိုတက်ရှိလို့ရမှာမဟုတ်ဘူးဖဲလို့အဲ့ရုပ်ထုတ်လိုက်တဲ့ပြီးပါထုတ်လိုက်တဲ့ကြတော့ကောင်းကောင်းကြောင်တဲ့ရှင်မရအဲ့ဒီကစားတော့အဲ့တော့ဘုရားကျွန်တော်ကစားတယ်ဘူးထောက်တော့ဒီလိုဘူးကိုပဲလားဒီလိုလိုလည်းတော့အဲ့ဒီဘောဟာလာကိုနေချင်းမလာခိုင်းတယ်ကောက်သားတွေတမီးတွေဖိမတွေအကုန်လုံးချင်းမလာခိုင်းရတော့တရားတကယ်ဝိညာဉ်တော်ဘယ်လိုမှပြပဲကျွန်တော်တို့အထဲထဲမှာရှိတဲ့ဝိညာဉ်တော်ကိုမေးကြည့်ပါဘုရားတကယ်ကျွန်တော်ဘာလုပ်ရမလဲအဲ့ဒီကမှဘုရားတကယ်မှပြပါလိမ့်မယ်တော့ကျွန်တော်ဝိညာဉ်တော်ဥပ္ပဇ္ဇဆရာကခေါ်ပါတယ်တော့ဒီလမ်းပြတော့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်ခါတည်းဘယ်လိုလမ်းပြရမလဲကျွန်တော်ကတဲ့သူကြောင့်တော့ဆိုလို့ရှိရင်ဆရာကြီးလက်နဲ့ခံကြီးဝိမာန်ကျွန်တော်နေတယ်ဆရာကအလုံးခံကြီးဝိမာန် Professor Johnson ခံကြီးဝိမာန်ကျွန်တော်နေရတယ်သူတို့ကကျွန်တော်ကိုလည်းပဲတက်ကတော်ဆရာဖြစ်စေချင်တယ်ကျွန်တော်လည်းဆိုဆိုပါဘူးကျွန်တော်ကျိုးစားတဲ့ခံမှာ BSc ကျွန်တော်အော်ရကပါလာတယ်တော့ကျွန်တော်ဟိုဆောင်ရ MSc ဆက်တဲ့ခိုင်းတယ်ကျွန်တော်လည်းတက်ပါတက်ပြီးတော့ကျွန်တော်ဆရာလုပ်ခိုင်းတယ်ကျွန်တော်လည်းလုပ်ချင်တယ်အလို့လို့ရှိတယ်ဆိုရင်ဘုရားသခင်ကိုကျွန်တော်ဆုတောင်းရတာကဘုရားသခင်အခုတော့ကျွန်တော်ပြည့်မဲ့
ချင်းပြကျွန်တော်ထားဆောင်မယ်ကျွန်တော်စကောပြီးသားဖြစ်နေတယ်ကျွန်တော်ဒီကဘုရားသခင်ကကျွန်တော်ဂရီပြီးသားဖြစ်နေတော့ဆရာကြီးကလည်းကျွန်တော်ပြောရတာကျွန်တော်အားနာတယ်ကျွန်တော်ပြောချင်လို့ရတာပဲဘယ်လိုလဲကျွန်တော်ပြောရမလဲမသိအဲကျွန်တော်စကောနဲ့ဘုရားသခင်ကျွန်တော်တွေ့လို့ဆရာလုပ်ငန်းလုပ်နေတဲ့အဲ့လိုမျိုးထားဆောင်မှာအဲ့လိုပဲတော့မသိဘူးကျွန်တော်အားမင်းကျွန်တော်မတန်းနဲ့တော့ကြတော့ကျွန်တော်စတာဘာဖြစ်ရ entrance interview ပေါ့ entrance တော့ဒီတော့ကျွန်တော်အောင်လေကျွန်တော်အောင်တော့တစ်ဆင့်လိုက်ကြတယ် interview အဲ့တော့စကားပြောရမယ်ဆရာကြီးတွေနဲ့ပေါ့တွေနဲ့ကျွန်တော်အဲ့မှာတော့ကျွန်တော်စိတ်အောင်ပေါ့ကျွန်တော်စပါတယ်ဘုရားသခင်ကရှင်တော်ကြီးတော်ဘုရားရဲ့နိုင်မှုကျွန်တော်ရှာလိုက်တာပါဆရာကြီးဝီလီဘတ်ကလေးရေးတဲ့စာအုပ်တော့ကျွန်တော်တော့ဘာပြောလဲဆိုလို့ရှိရင်အကောင်းဆုံးရဲ့ရန်သူဟာတဲ့တခြားကောင်းတာတွေဖြစ်ပါတယ် The enemy of the best is the other good thing အကောင်းဆုံးရဲ့ရန်သူဟာတခြားကောင်းတာတွေဖြစ်တယ်အဲ့တော့ကျွန်တော်ရရှိတာနဲ့ဟာရတဲ့ကပုံစံကိုကျွန်တော်လုပ်ရတဲ့ဂရီပီနာကအကောင်းဆုံးဖြစ်တယ်တခြားနေရာတော့ကောင်းတော့ရတယ်ပဲဒီအကောင်းဆုံးရန်သူဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆရာကြီးကပြောပြတဲ့ခါကျတော့ကျွန်တော်ဆုံးပြလိုက်တယ်ဒါလည်းဆရာကျွန်တော်ဘလို့ကျွန်တော်အဲ့ဒါဘလို့ရတယ်အေးဒါမျိုးလို့လုပ်တယ်ကျွန်တော်တို့ကျင်တာဝိညာဉ်တော်ဘုရားသခင်ကျွန်တော်ထဲမှာရှိပါတယ်။ထာဝရဘုရားသခင်လည်းအကြောင်းဝေ၍မိခါယဖွဲ့ကြဖို့တို့ပြုနေကောင်းစားခြင်းတို့ရောက်လိမ့်မည်။ထာဝရဘုရားသခင်နေရာမှာသရှင်တော်ဘုရားသခင်နာမည်ထည့်လို့ရပါတယ်။သရှင်တော်ဝိညာဉ်နဲ့အကြောင်းဝေ၍မိခါယဖွဲ့ဖို့တို့ပြုနေကောင်းစားခြင်းတို့ရောက်လိမ့်မည်။ဒီကုတ်ဒီ Sunday မှာကျွန်တော်တို့များအားလုံးသရှင်တော်ဝိညာဉ်ဘုရားသခင်မိခါယဖွဲ့ပါ။မင်းတို့စကားပြောမနေ့ကလာလို့ရှိရင်သရှင်တော်ဝိညာဉ်ဘုရားသခင်ကျေးဇူးတင်တယ်ကျွန်တော်တို့က Pentecost ရဲ့ဖွဲ့တယ်ပေါ့ကျွန်တော် Baptist Pentecost ဘုရားရတယ်သရှင်တော်ဝိညာဉ်ဘုရားသခင်စကားပြောပါဒီနေ့ကျွန်တော်တို့နဲ့ရှိတော်ဘုရားသခင်ဘုရားသခင်ဖြစ်ပါတယ်သူရဲ့လမ်းညွှန်မှုကိုရှားပါသူ့အစိုးရကိုခံယူပါအောင်လို့ဘုရားသခင်ကောင်းကြီးမင်္ဂလာပြောရတော့ပါလိမ့်